ဆရာမတွေ training ပေါ့မှန်မှာတော့လဲကျောင်းသားတွေနဲ့အတူသင်ကြားသင်ယူတတ်အောင်ဆိုပြီးတော့ဆရာ training စပေးနေပါပြီ။ဘာလို့လဲဆိုတော့ခေတ်ကလည်းပြောင်းသွားပြီ။ပညာရပ်ဘာသာရပ်ဖြစ်ဖြစ်ဘာသာစကားပဲဖြစ်ဖြစ်သင်မုံသင်နည်းကအရင်ပြောင်းသွားပါပြီ။ AI ပေါ်လာတဲ့ခေတ်ရောက်တဲ့အခါမှာအရင်နဲ့ကလုံးဝမတူတော့ပါဘူးစာသင်တာ။အဲ့တော့ဆရာမတွေအားလုံးကိုဒီလမ်းသစ်နဲ့ approach အသစ်နဲ့ဒီသင်ကြားဖို့အတွက် training စပြီးပေးပါမယ်အဲ့လို training ပေးတဲ့အခါမှာအခုဒီ IV Teacher Training Institute ကလည်းဆရာတို့ဝင်ကူမယ်လို့ပြောပါတယ်သူတို့ကတော့ဒီ Teachers Training လုပ်နေတာလည်းကြာပြီအရင်လည်းအောင်မြင်တဲ့အကြောင်းဖြစ်နေတော့သူတို့ကိုလည်းဆရာအားကိုးတယ်ဒီတစ်ကြောင်းလည်းမဟုတ်ပါဘူးဒီလို Teachers Training School တွေရှိသေးရင်လည်းဆရာအားလုံးဖိတ်ခေါ်ပါတယ်ဆရာတို့ ਨੇ ပူးပေါင်းပြီးတော့နောင်တက်လာမဲ့ဆရာမတွေရောလက်ရှိကြားပို့ချနေတဲ့ဆရာမတွေရောတေးသေးချာချာ training ပေးရအောင်လို့ဆရာကတော့ရည်ရွယ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့နံပါတ်1ကတော့စာသင်ခန်းတွေမှာအထူးဖြစ်အစိုးရကျောင်းတွေပေါ့နော်။စာသင်ခန်းတွေမှာကျောင်းသားတွေအရန်လျော့သွားလို့ပါ။အဲ့တော့ကျောင်းသားတွေလျော့သွားတဲ့အကြောင်းရင်းကတော့ဆရာမတွေသင်ကြားပို့ချတာလိုအပ်နေတယ်လို့ဆရာထင်တာပါပဲ။ဘာလို့လဲဆိုလို့ရှိရင်ကျောင်းသားတစ်ယောက်ကအကျိုးရှိမယ်ဆိုရင်တော့သွားတက်ပါပဲဘယ်သင်တန်းမဆိုအကျိုးမရှိဘူးထင်တော့မတက်ဘူးအဲ့တော့သူတို့သွားမတက်ဘူးဆိုတဲ့ကူကသူတို့အတွက်အကျိုးမရှိဘူးထင်လို့ပေါ့အဲ့တော့အကျိုးရှိအောင်ဆိုတော့လုပ်ပေးရမှာပေါ့ဥပမာအင်္ဂလိပ်စာသင်တန်းဘာဖြစ်လို့သွားမတက်ဘူးလဲဆိုမတက်လို့ပေါ့အဲ့ဒီသင်တန်းကသူတို့တကယ်သာအင်္ဂလိပ်လိုပြောတတ်ဖတ်တတ်ရေးတတ်အောင်သာသင်သွားတက်မှာပေါ့အလားတူကျန်တဲ့ဘာသာတွေကိုလည်းတကယ်တက်အောင်သင်ပေးရင်တော့ဘယ်အကြောင်းသူအကြောင်းသားမဆိုသွားတက်မှာနောက်တစ်ခုကလည်းစိတ်ဝင်စားအောင်လဲဆွဲရမယ်လीကျောင်းသူကျောင်းဒါဆရာမရဲ့တာပဲမယ်ဟိုမိဘကတော့ဝတရားရှိတဲ့အတိုင်းကျောင်းသူကျောင်းသားအကြောင်းပို့လိုက်တာပဲလीဒါပေမဲ့ဆရာမတွေကသူကစိတ်ပါဝင်စားအောင်မဆွဲနိုင်တဲ့ခါကျတော့ကျောင်းသားပြင်းတဲ့အတန်းထဲမှာပြင်းတဲ့ခါကျတော့မတက်ချင်တော့ဘူးအဲ့တော့အခုဆရာ IVTS Training Institute လေးကိုလာကြည့်တော့ဆရာမတွေက active ဖြစ်အောင်တက်တယ်ကြောပေါ့ဥပမာစာသင်ရင်းနဲ့ခဏလေးရပ်ပြီးတော့ကာကျင်လဲကြတယ်ဟိုလက်မြောက်ပြီးတော့ခုံရင်လဲခုံတယ်အဲ့လိုပေါ့ကျောင်းသူကျောင်းသားလေးကိုလည်းနည်းနည်းလေးစိတ်ကလေးပေါ့ပါသွားအောင်လုပ်ပေးတာလည်းတွေ့ရတယ်ကျောင်းသူကျောင်းသားတွေအချင်းချင်းစကားပြောခွင့်တိုင်ပင်ခွင့်ဆွေးနွေးခွင့်ပေးရမယ်ဆရာမတွေနဲ့ကျောင်းသူကျောင်းသားတွေ interactive ဖြစ်ရမယ်နောက်ပြီးတော့ဆရာမတွေကကျောင်းသူကျောင်းသားတွေကိုမေးဖို့မြန်းဖို့တောင်ဖိတ်ခေါ်ရမယ် challenge လုပ်ခိုင်းရမယ်ကျောင်းသူကျောင်းသားတွေပြန်မေးရမယ်ဆရာမရှင်းပြရမယ်interact လုပ်ပြီးတော့အဲ့လိုနဲ့သင်သွားမှာဆိုအများကြီးပြောင်းသွားပြီသင်ယူသင်နည်းပေါ့နော်အဲ့ဒါတွေအကုန်လုံးကို IV Teachers Training Institute လို့ဟာမျိုးကစ introduce လုပ်တာကိုတွေ့ရတော့ဆရာအယံဝင်တာတယ်ဒါကြောင့်လည်းဆရာလာတာပါ